မင်္ဂလာပါတတမီမီတို့ရေဒီနေ့ကလက်မနေပြီးတော့မီလီမီတာပြောင်းတာလေးကိုပြပြပေးပါမယ်နော်တလက်မမှာ2.5စင်တီမီတာရှိတယ်1စင်တီမီတာမှာဆို10မီလီမီတာရှိအဲ့တော့တလက်မမှာဘယ်လောက်မီလီမီတာလဲဆိုရင်သူကလိုချင်တာကဒီလိုမျိုးလိုချင်တာပေါ့နော်လက်မကိုမီလီမီတာလိုချင်တာလက်မမီလီမီတာလိုချင်တာဆိုရင်2.5နဲ့10နဲ့ပြောင်းရပါမယ်ဘယ်လောက်ရလဲဆိုတော့2ရဲ့5.4မီလီမီတာရအဲ့တော့အခု20နဲ့6လက်မှာဆိုရင်ဘယ်လောက်လဲ26လက်မှာဆိုဘယ်လောက်မီလီမီတာရှိမလဲတော့ဒါကိုလိုချင်တာအဲ့တော့တစ်လက်မမှာ25.4ရှိရဆို26ကိုလိုချင်နေဆိုရင်26အမြောက်25ညှောက်လိုက်တဲ့အခါဒီက650မီလီမီတာကတော့သူကတစ်လက်မမှာဘယ်လောက်စင်တီမီတာရှိလဲဆိုတာကိုသိထားရဲဆိုရင်စင်တီမီတာမှာဘယ်လောက်မီလီမီတာရှိလဲဆိုရင်လက်မနဲ့မီလီမီတာကိုဖွဲ့လို့ရတယ်။အဲ့တော့26လက်မဥမာဒီမှာတခြားမီလီမီတာပေးထားတယ်ပေါ့650မီလီမီတာဆိုရင်လည်းလက်မဖွဲ့မယ်ဆိုရင်25နဲ့စပြီးလိုက်ပေါ့နော်။အခုကျတော့လက်မကိုမီလီမီတာဖွဲ့တာမလို့26နဲ့25ကိုညှောက်ပေးလိုက်တာ။ဟိုနားလည်းမဲလို့ထင်ပါတယ်။အခုလိုကြည့်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်။မေးချင်တာရှိရင်ကွန်မန့်မှာမေးခဲ့လို့ရပါတယ်နော်။